ဘောလုံးသမိုင်းတစ်လျှောက်သစ္စာတော်ရဲ့ကစားသမားများမှာအရေးတအားဖြင့်အလွန်နေပါပါတယ်ကျွန်တော်တို့မျက်မှောက်ခေတ်မှာဆိုရင်မာကိုရိုစ် ဖရန်ဆက်စကိုတော်ဒီရိုင်ယန်ကစ်ကာလော့စ်ဘူယိုပေါ်စကိုနဲ့စတီဗင်ဂျရာအစရှိတဲ့ကစားသမားတို့ကိုမြင်မှုခဲ့ကြပါတယ်2013ခုနှစ်စက်တင်ဘာလမှာလီဗာပူးတို့ဟာမန်ယူကိုအိမ်ဝင်းမှာအခမ်းကစားခဲ့ပြီးလီဗာပူးကတကူကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်ပြောစရာဖြစ်ခဲ့တာဟာထိုပွဲချိန်တွင်မှာစတီဗင်ဂျရာနဲ့ဘမ်ဘာစီကိုအချင်းများခဲ့ပြီးစကားစစ်ထိုးခဲ့ကြပါတယ်ဒါဟာသစ္စာတရားကိုစူဖလားအောင်မြင်မှုတွေတန်ဖိုးထားတဲ့ကစားသမားနဲ့အောင်မြင်မှုနောက်ကိုလိုက်ခဲ့တဲ့ကစားသမားအဖြစ်မြင်ထားတဲ့ခံယူချက်ချားနာတဲ့ကစားသမားတွေဖြစ်တာကြောင့်ပရိသတ်တွေမြင်မှာထူးခြားခဲ့ပါတယ်ပိုပြီးထူးခြားခဲ့တာကသူတို့ရဲ့ပြောစကားတွေပဲဖြစ်ပါတယ်ဘမ်ဘာစီကစတီဗင်ဂျရက်ကိုမင်းရဲ့ပရီးမီးယားလိဂ်ဘလားဘယ်မှာလဲလို့မေးခဲ့ပါတယ်စတီဗင်ဂျရက်ကလည်းချက်ချင်းပဲငါမှမရှိပါဘူးဒါပေမဲ့အဲ့အတွက်ပြန်မဲ့အသင်းကိုပြောင်းပြီးသက်ဆောင်မပေါ့ဘူးမင်းရဲ့ချန်ပီယံလိဂ်ဘလားကရောဘယ်မှာလဲလို့ပြန်လည်ချေပခဲ့ပါတယ်အဆိုပါကစားသမားနှစ်ယောက်ရဲ့ကစားသမားဘဝအောင်မြင်မှုကိုနှိုင်းယှဉ်မှုကခက်ခဲပါတယ်ကစားပုံနေရာမတူသလိုဖြတ်သန်းပုံနေလည်းမတူကြလို့ပါစတီဗင်ဂျရက်လီဗာပူးရဲ့အသစ္စာတော်ခံဂန်တော်ဝင်ကစားသမားစတီဗင်ဂျရက်ဟာလီဗာပူးမျိုးဝါဖြစ်ပြီးကလပ်အသင်းအတွက်ကစားသမားဘဝတစ်ခုလုံးဒီပါကိုရင်းနှီးမြှုပ်နှံခဲ့တဲ့သူဖြစ်ပါတယ်သူ၏ကစားသမားဘဝတက်တန်း19နှစ်တာကာလအတွင်းမှာလီဗာပူးမှာပဲမြေမြပင်ခက်ခဲသောအခြေအနေတွေကြုံရပါသည်ပုံမှန်အောင်မြင်နိုင်သည့်အသင်းများဖြစ်ပြီးချက်စီရီယယ်မက်ဒရစ်ကဲ့သို့သောတိုင်ဘယ်အသင်းကြီးများ၏စိတ်ဝင်စားမှုကိုညှင်းပယ်ကတသင်းထဲ၌သာဆက်လက်ရပ်တည်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်စတီဗင်ဂျရက်အတွက်သစ္စာရှိမှုသည်စူပလာအောင်မြင်မှုအတွက်ပို၍အရေးကြီးပါတယ်သူပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ချက်စီမှာဖလား10လုံးရတာတက်လီဗာပူးမှာဖလား1လုံးရတာကပိုပြီးအဓိပ္ပာယ်ရှိရဲဆိုပြီးတော့ပါသူဟာပရီးမီးယားလိဂ်ဖလားကိုစုခုရန်အခွင့်အရေးများစွာကိုဆွန့်လွတ်ခဲ့ရပါတယ်အထူးသဖြင့်2005ခုနှစ်တွင်ချက်စီအသင်းသို့ပြောင်းရွှေ့လူနီးပါးဖြစ်ခဲ့တော့လေနောက်ဆုံးတွင်လီဗာပူးမှာဆက်နေရတာဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်လီဗာပူးပိတ်သက်များကတော့သူ့ကိုကပတိန်ဖန်တက်စတစ်ဟုထမှုတ်ကြပြီးသူသည်အသင်းကိုပကုံးတင်ရေးဆွဲခေါ်နိုင်ယူကလပ်၏စိတ်ဝင်ရင်ဖြစ်သည်ဟုယုံကြည်ကြပါတယ်သူ၏ပရီးမီးယားလိဂ်ဘလားကံမကောင်းခဲ့ခြင်းသည်ဖြင့်သူ၏သစ္စာရှိမှုကိုပို၍ထင်ရှားစေသည်ဟုယူဆသူများလည်းရှိကြပါတယ်ရောဘင်ဗန်ပါစီဒါမှမဟုတ်အောင်မြင်မှုစီသို့လက်ထွက်သွားသူရောဘင်ဗန်ပါစီသည်အာဆင်နယ်တွင်10နှစ်ကြာကစားခဲ့ပြီးနောက်ဆုံးရာသီတွင်အသင်းကောင်းဆောင်လက်ပတ်နဲ့အတူပရီးမီးယားလိဂ်သွင်းမှုများဆုံးကစားသမားဖြစ်ခဲ့ပါတယ်သို့သော2012ခုနှစ်နွေရာသီတွင်သူ၏ကစားသမားဘဝရည်မှန်းချက်ဖြစ်သည့်ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ရန်အတွက်အာဆင်နယ်အသင်း၏အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းသို့ပြောင်းရွှေ့ခဲ့ပါတယ်။အာဆင်နယ်အသင်းပရိသတ်အများစုတို့ကတော့သူ၏ပြောင်းရွှေ့မှုသည်တစ္ဆာဖောက်မှုတစ်ခုလို့ယုံကြည်ထားကြပါတယ်။အထူးသဖြင့်အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုသွားရောက်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ရောဘင်ဗန်ပါစီသည်သူ့အနေဖြင့်ဖလားများရယူလို့တော့ဆန္ဒပြင်းပြခဲ့ပြီးထိုအချိန်ကအာဆင်နယ်၏ဖလားစုခုနိုင်တဲ့ပေါ်ယုံကြည်မှုကင်းမဲ့ခဲ့ကြောင်းဖွင့်ထားခဲ့မှုပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းပြီးနောက်ပထမဆုံးရာသီမှာပင်ပရီးမီးယားလိဂ်ဖလားစုကူပေးခဲ့ပြီးဆာအဲလက်စ်ဖာဂူဆန်၏နောက်ဆုံးလိဂ်ဖလားကိုလည်းရယူပေးနိုင်ခဲ့ပါတယ်။ဗန်ပါစီသည်သူ၏ပုဂ္ဂိုလ်ရေးရည်မှန်းချက်ကိုအောင်မြင်စေခဲ့တော်လဲအာဆင်နယ်တွင်သူတည်ဆောက်ခဲ့သောဂုဏ်သိက္ခာကိုထိခိုက်စေခဲ့ပါတယ်။ဘောဘင်ဗန်ပါစီပြောခဲ့တဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့စိတ်ဝိညာဉ်ကအောင်ပွဲခံမှုတိုက်တွန်းခဲ့တာပါ။ဒါကြောင့်အသင်းကြောင်းခဲ့တာဖြစ်ပါတယ်ဟိုသောစကားသည်အာဆင်နယ်ပြည်သူများ၏ဒေါသကိုပိုပြီးကြီးထွားစေခဲ့ပါတယ်။မိကုံးချုပ်အနေနဲ့နိုင်ရှင်ရရင်တော့စတီဗင်ဂျရက်နဲ့ရောဘင်ဗန်ပါစီတို့၏ဖြစ်ရပ်များသည်ခေတ်သစ်ဘောလုံးလောကတွင်ကစားသမားတို့၏သစ္စာရှိမှုနှင့်ရည်မှန်းချက်အကြားပရိပက္ခကိုထင်ရှားစွာပြသနေတဲ့ကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။စတီဗင်ဂျရက်သည်သူ့ရဲ့ကစားသမားဘဝ၏အမွေနှစ်ကိုသာဦးစားပေးခဲ့တယ်ဖြစ်ပါတယ်။သူသည်ဖလားများစွာကိုဆွန့်လွတ်ခဲ့ရတော့လေလီဗာပူးကလပ်အသင်းပရိသတ်များနဲ့မျိုးစုံမျိုးသားတို့၏အချစ်လေးစားမှုနဲ့လက်ကျန်ဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိခဲ့ပါတယ်။သူသည်သစ္စာရှိမှု၏သင်္ကေတတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ရောဘင်ဗန်ပါစီကတော့သူ၏ကစားသမားဘဝအောင်မြင်မှုကိုဦးစားပေးခဲ့တဲ့သူဖြစ်ပါတယ်။သူသည်ပရီးမီးယားလိဂ်ဘလားကိုစကူးခဲ့ပြီးအောင်မြင်မှုကိုရယူခဲ့နိုင်ပါတယ်။သို့သောသူဒီအာဆင်နယ်ပြည်သက်များအတွက်အချစ်ဆုံးသူမှရန်ကုန်တူဖြစ်သွားခဲ့ရပါတယ်။သူတို့လူအချင်းများခဲ့သည့်ဖြစ်စဉ်မှာစတီဗင်ဂျရက်၏ပြန်လည်တုံ့ပြန်ခဲ့သည့်စကားအရဘောလုံးလောကတွင်စူဖလားအောင်မြင်မှုတစ်ခုတည်းကသာအရာအလုံးမဟုတ်ကြောင်းနဲ့အချို့ကစားသမားတွေအတွက်စူဖလားသည်အမြင့်ဆုံးဖြစ်တော်လဲတချို့အတွက်မူကလပ်အသင်းကိုစစ်မှန်သောတန်ရောစင်နဲ့ဂုဏ်သိက္ခာသည်ပိုပြီးတန်ဖိုးရှိယူမှတ်ယူနိုင်ပါတယ်။ဆုံးဖြတ်ချက်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်ပွဲနေတဲ့နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။